တီတာဝင်းရစားတကယ်ကောင်းပါလေဆယ်ပြားဘူးနဲ့တကယ်အားကိုရတယ်ရစားအဖိုးနဲ့ပေမဲ့ပစိုးကွဲအောင်ပောက်တယ်ရစားဇဘူးတစ်ခွေမှာဘူးတင်ပောက်လိုက်ရင်မအူပင်လောက်ကကိုကြားရတယ်ရစားတော်တော်လေးများရက်လိုက်ရင်မော်တော်ကလေးများထွက်တယ်လို့ဘုဘနဲ့နေကြည့်စားကမေးဆွေးနဲ့မှားနေပါလေခင်ဗျာနေကင်းကြောင်တောက်စားရင်မေဝင်းမောင်နဲ့လည်းမှားနေပါလေခင်ဗျာလက်ဘဝပြားကရက်စားရပါတယ်လူတကအပူသိရင်နမူနာယူကြည့်ကြပါခင်ဗျာကျွန်တော်ရက်စားဘယ်လောက်စွမ်းတယ်လဲဆိုရင်ချောင်းစိုးနေသလားရေကျက်နေသလားတလက်ကတ်နေသလားအခုချက်ချင်းတောက်ပြောက်ပါတယ်ဒီမှာမမောင်လေးလို့သာတခွန်းနဲ့ခေါ်လိုက်ကျွန်တော်ရှာထားတဲ့ပတ်စံ45သိန်းရမမအတွက်ဂွေးစီခေါ်တော့မှာပေါ့ဟာကိုကြီးအေးမတော့တော့ဘူးလားဒီလောက်စောင့်နေတာတာတို့ပါကိုကြီးရေဟိုဒါနဲ့လေဘယ်နှပါးတီတာစောင့်တာလဲဟိုအရက်သွားဝင်ဒီလောက်စောင့်ဒီမျိုးသူလေးတွေရဲ့အပြုံးကစောက်ရင်းရင်းကြတယ်မောင်ရေခမရလူရွေးမားလေပြီကျောက်ကခမရထင်တာလို့ဘာမဟုတ်ဘူးကျွဲဒီမှာဘိုက်တာရောဘိုင်းလေဟောဆောင်မှလမ်းကြည့်လိုက်တော့ဟာဒီနေ့လည်းဒီစတိုင်းကြီးပဲရိုးနေကွာဘာလဲရှင်းကကျမတို့လည်းရိုးနေဆိုတဲ့ဘောပေါ့ဒါပေါ့အမရဲ့အောက်သွားနေရှင်ဘက်နဲ့ကတစ်စိုက်သေးအော်ရာမှာထားလားဖြည့်ပေးအောင်အောက်သွားနေရှင်ရှင်ဘက်ကကြီးပါလိမ့်တယ်နော်အောက်သွားကတော့သေးရဟုတ်ပါတယ်အောက်သွားနေရှင်ဘက်နဲ့ရှင်တော့ရှင်ဘက်ကကြီးပါလိမ့်တယ်ဟဲ့နော်ဒီမှာအေးနေပါလာနေအမျိုးတွေကိုပတ်စံနဲ့ပြစ်ပေါက်ပြီးလက်ညှိုးထိုးပြီးတခွန်းနဲ့ပြောစီနေတာကျွန်တော်ကအတူဝင်နောက်လာကြမှာစက်မယ်တာညီမလေးစီပါအဲ့ဒါဒါဆိုတော့အေးဒီပါကိုကြီးကျမတို့လိုမိန်းကလေးတွေကိုသူတို့တွေကဘာလို့ထင်တယ်လဲမသိဘူးကျမကိုဟိုတယ်ချင်းတယ်ငါသမီးကိုစော်ကားတာငါသမီးလုံးဝမတောင်းမလားကျမအရင်ရောက်ခဲ့ပါတယ်ဟယ်လိုအဲ့ပြောဒေတာတက်ခွဲတိဆိုလို့ခင်ဗျဒေတာတက်ခွဲတာမဟုတ်ဘူးခင်လိုက်တို့တွေကကိုမေကိုလေးကမင်းဆုံးသွားနေပြီမင်းတော့ပြင်လို့ခါတော့မယ်ငါလိုမှသာလေး